United ရဲ့ဒီနီယန်ဒီပြောင်းရွှေ့ဒုတိယမြောက်ကစားသမားခေါ်ယူမှုဖြစ် Andre Santos နဲ့ပြောင်းရွှေ့ရတော့ Hiwi ကိုတော်ပြီဖြစ်ပါတယ်။ဒီပြောင်းရွှေ့အတွက် United အနေနဲ့ဘယ်လောက်ထိငွေကြေးအသုံးပြုခဲ့ရလဲ။ဒီကစားသမားက United ရဲ့လိုအပ်ချက်နဲ့ကိုင်းညီမှုရှိရလားဆိုတာနဲ့ပတ်သက်ပြီးတော့သုံးသပ်ကြည့်သွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ Manchester is Red Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီဗီဒီယိုလေးမှာတော့ဒီနေရာဒီပြောင်းရွှေ့ရဲ့ဒုတိယမြောက်ကစားသမားခေါ်ယူမှုတစ်ခုဖြစ်လာခဲ့ပြီဖြစ်တဲ့ Andre Santos ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ United အနေနဲ့ဒီနေရာဒီအပြောင်းရွှေ့မှာဆိုရင်နောက်ထပ်ရေးပါတဲ့ကစားသမားခေါ်ယူမှုတစ်ခုကိုပြုလုပ်ဖို့အတွက်သဘောတူညီမှုရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။အခုဆိုရင်တော့ Chelsea တင်းရဲ့ကွင်းလယ်ကစားသမား Andre Santos ကိုပေါင်တန်း90နဲ့ခေါ်ယူနိုင်မှုအတွက်နှစ်ဖက်အသင်းကြားမှာသဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။သတင်းတွေအရဆိုရင်တော့ United အနေနဲ့ဒီကစားသမားအတွက်စုစုပေါင်းပေါင်တန်း90ရန် package တစ်ခုနဲ့သဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်ပြီးတော့ပေါင်48တန်းကိုတော့ချက်ချင်းပေးချရမှာဖြစ်တယ်။နောက်ထပ်ပေါင်2တန်းကိုတော့ SO အနေနဲ့ပေးချသွားမှာဖြစ်ပါတယ်။ဒါအပြင် Chelsea တင်းကအနာဂတ်မှာ Santos ကိုပြန်လည်ရောင်းချခဲ့လို့ရှိရင်လည်းရရှိမဲ့ပြောင်းရွှေ့ကြီးရနေပြီးတော့10%အထိရပိုင်ခွင့်ရှိတဲ့ဆဲဆုံ clause ကိုလည်းစာချုပ်ထဲမှာထည့်သွင်းချုပ်ဆိုထားခဲ့တာဖြစ်ပါတယ်။ကစားသမားဘက်နဲ့လည်းကွေးကူရာစာချုပ်ချက်လက်တွေအားလုံးသဘောတူညီမှုရရှိထားပြီးဖြစ်တဲ့Chelsea တင်းဘက်ကလည်းဒီကစားသမားကို Manchester မြို့ကိုတွားရောက်ပြီးတော့စစ်စစ်မှုခံယူဖို့အတွက်ခွင့်ပြုပေးထားပြီးဖြစ်တာကြောင့်လည်းအပြောင်းရွှေ့ကိုမကြခင်တရဝင်းကြီးညာနိုင်ဖို့အတွက်မျှော်လင့်ရတာလည်းဖြစ်ပါတယ်။စာချုပ်တန်းရတော့နောက်31ထိရှိမဲ့9နှစ်တန်းစာချုပ်ချုပ်ဆိုဖို့အတွက်ယာထားတာဖြစ်ပြီးတော့ကစားသမားရဲ့လစာအခြေအနေတွေကိုတော့စာချုပ်ချုပ်ဆိုမှုအပြီးသက်ပြီးမှပဲတရဝင်းကြီးညာဖို့အတွက်ရှိနေရလဲဖြစ်တယ်။အသက်22နှစ်အရွယ်ဘရာဇီးလေဆင်ကွင်းလယ်ကစားသမား Andre Santos အနေနဲ့2023ခုနှစ်ကမှ Vasco da Gama အသင်းကနေပြီးတော့ Chelsea အသင်းကိုရောက်ရှိလာခဲ့တဲ့သူဖြစ်တယ်။ဒါပေမဲ့အဆောင်အမှာဆိုရင်တော့အင်္ဂလန်ဘောလုံးလောကနဲ့လာရောညီထွေဖြစ်ဖို့အတွက်ရုန်းကန်ခဲ့ရပြီးတော့ Nottingham Forest အသင်းကိုအငှားသွားရောက်ကစားခဲ့ပေမဲ့လည်းပွဲထွက်ခွင့်မရရှိခဲ့တဲ့အတွက် Chelsea အသင်းကိုပြန်သွားခဲ့ရပြီးတော့ Chelsea ရဲ့မိတ်ဖက်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ Strasbourg အသင်းကိုအငှားထွက်ကစားခဲ့ရတာလည်းဖြစ်ပါတယ်။ Strasbourg အသင်းမှာတော့ Santos အနေနဲ့တော်တော်လေးကိုခြေစွမ်းပြကစားနိုင်ခဲ့ပြီးတော့အသင်းကြီးတော်တော်များရဲ့သတိထားမှုကိုခံခဲ့ရတဲ့ကစားသမားတစ်ယောက်လေးဖြစ်တယ်။သူ့အနေနဲ့ Strasbourg အသင်းမှာဆိုရင်အသင်းကိုတော်တော်လေးဦးဆောင်နိုင်ခဲ့ပြီးတော့အသင်းကောင်းဆောင်တစ်ယောက်ဖြစ်လေခန့်ချင်းခံခဲ့ရတဲ့ကစားသမားတစ်ယောက်လေးဖြစ်ပါတယ်။ဒီစွမ်းရည်ကြောင့်ပဲပြီးခဲ့တဲ့ရာသီမှာဆိုရင်တော့ Chelsea အသင်းစီကိုပြန်လည်ရောက်ရှိလာခဲ့တာဖြစ်တယ်။ပြီးခဲ့တဲ့ရာသီမှာဆိုရင်တော့ Chelsea အသင်းအတွက်ပြိုင်ပွဲစုံ42ပွဲထိပါဝင်ကစားခွင့်ရရှိခဲ့ပေမဲ့လည်းပွဲစဉ်အများစုကတော့လူစားဝင်ကစားသမားအဖြစ်ပါဝင်ကစားခဲ့ရတာလည်းဖြစ်ပါတယ်။ Chelsea အသင်းဘက်ကတော့ Santos ကိုအရေးသွေးမြင့်လူငယ်ကစားသမားတစ်ယောက်အဖြစ်သတ်မှတ်ထားပေမဲ့လည်းအသင်းရဲ့ကွင်းလယ်မှာဆိုရင်ကန်စီရိုတို့လူကစားသမားတွေရှိနေတဲ့အတွက်ကြောင့်သူ့အနေနဲ့ rotational player ဖြစ်တာအသုံးပြုခံခဲ့ရတာဖြစ်ပါတယ်။လက်ရှိအချိန်မှာဆိုရင်လည်း Chelsea ရဲ့ကွင်းလယ်ပိုင်းမှာကစားသမားကောင်းတွေအများများရှိနေတဲ့အတွက် Santos အနေနဲ့ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့အတွက်ပုံမခက်ခဲလာတော့မှလည်းဖြစ်တယ်။ဒါကြောင့်လို့လေကစားသမားကိုယ်တိုင်ကပုံမှန်ပွဲထွက်ခွင့်ရရှိမဲ့အသင်းတစ်သင်းစီကိုပြောင်းရွှေ့ဖို့အတွက်ဆန္ဒရှိနေရလည်းဖြစ်တယ်။ဒီအချိန်ကို United အနေနဲ့အခွင့်အရေးဖြစ်အသုံးချခဲ့ပြီးတော့အသင်းရဲ့လိုအပ်ချက်ရှိနေတဲ့ကွင်းလယ်နေရာအတွက်ဒီကစားသမားကိုခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာဆိုရင်တော့ United အနေနဲ့ Brazil ကွင်းလယ်ကစားသမား2ယောက်ကိုသဘောတူညီမှုရယူထားနိုင်ခဲ့ပြီဖြစ်တယ်။အီဒါဆန်နဲ့အပြောင်းရွှေ့ရလဲမကြာခင်ရပိုင်းတွင်းမှာပဲအပိသက်စာချုပ်ချုပ်ဆိုဖို့ရှိနေပြီးတော့ Santos နဲ့အပြောင်းရွှေ့ရလဲမကြာခင်မှာပဲအပိသက်တော့မှာဖြစ်ပါတယ်။ United အနေနဲ့ဒီကစားသမား2ယောက်လုံးပြိုင်တူအသင်းနဲ့မိတ်ဆက်ပေးဖို့အခွင့်အရေးရှိနေပြီလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီကစားသမား2ယောက်ကတကယ်ပဲလာမယ့်ရာသီ United ရဲ့ကွင်းလယ်အတွက်အပြည့်အဝအင်အားဖြည့်ပေးနိုင်မဲ့ကစားသမားတွေအဖြစ်တော့ယူဆလို့မရသေးတဲ့အခြေအနေလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာဒီကစားသမား2ယောက်ရောက်ရှိလာတဲ့အတွက် United ရဲ့ကွင်းလယ်ပိုင်းကအတန်အသင်းတော့တောင်းတမှုရရှိသွားပြီဆိုပေမဲ့လည်း United အနေနဲ့လာမယ့်ရာသီမှာစူဖလားတွေစိန်ခေါ်ဖို့အတွက်ဆိုရင်တော့ဒီထက်ပိုမိုအဆင့်မြင့်တဲ့ကစားသမားတွေကိုခေါ်ယူဖို့အတွက်လိုအပ်နေသေးရလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာကစားသမား2ယောက်ခေါ်ယူထားပြီးဖြစ်တဲ့အတွက်နောက်ထပ်တတိယမြောက် signings အနေနဲ့တော့ TIA အဆင့်ရှိတဲ့ကစားသမားတစ်ယောက်ကိုခေါ်ယူဖို့အတွက်လိုအပ်နေရဖြစ်ပါတယ်။လက်ရှိအချိန်မှာဆိုရင်တော့ United နဲ့ချိတ်ဆက်မှုရှိနေတဲ့ကစားသမားတွေကိုကြည့်မယ်ဆိုရင်တော့ Alex Scott နဲ့ Chouamani တို့ရှိနေတယ်။လက်ရှိ United ရဲ့အနေထားနဲ့အပြည့်အဝကိုက်ညီမှုရှိတဲ့ကစားသမားတစ်ယောက်တည်းကိုပြောပါဆိုရင်တော့ Chouamani ကိုဝယ်ထောက်ပြရမှာဖြစ်တယ်။ဒါပေမဲ့လက်ရှိအချိန်မှာ Chouamani ကိုခေါ်ယူဖို့အတွက်ကလည်းတော်တော်လေးကိုခက်ခဲမှုရှိနေတဲ့အနေအထားဖြစ်တယ်။ Real Madrid အသင်းဘက်ကလည်းသူတို့ရဲ့အဓိကကစားသမားတစ်ယောက်ကိုရောင်းချဖို့အတွက်ကမတည်ကြတဲ့အနေအထားမှာဆိုရင်တော့ဒီကစားသမားက United အတွက်အသင်းတော်ဆုံးကစားသမားဆိုပေမဲ့လည်းအပြောင်းရွှေ့ဖြစ်လာဖို့အတွက်ကတော်တော်လေးကိုခက်ခဲတဲ့အနေအထားရှိနေတာဖြစ်တယ်။တကယ်လို့ဒီကစားသမားနဲ့အပြောင်းရွှေ့သဘောတူညီမှုမရယူနိုင်ခဲ့ဘူးဆိုရင်တော့ United အနေနဲ့ Alex Scott လိုကစားသမားမျိုးကိုခေါ်ယူဖို့အတွက်ကအမှန်တကယ်လိုအပ်နေတဲ့အရာလည်းဖြစ်ပါတယ်။ညီကိုတို့အနေနဲ့ရောလက်ရှိ Hiwi ကိုဖြစ်သွားတဲ့Andre Santos ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးဘယ်လိုမြင်လဲဒီကစားသမား United ရဲ့ကွင်းလယ်ပိုင်းအတွက်ဘယ်လောက်ထိဖြည့်ဆည်းပေးနိုင်မဲ့ကစားသမားတစ်ယောက်လို့ထင်လဲကွန်မန့်မှာဆွေးနွေးပေးကြပါဦးဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြတာပေါ့